အသစ်ပေါ်လာတဲ့6 billion လူတွေကို Jaden Pro ကလှည့်စားခဲ့တာပေါ့နော် FX 12မျိုးထဲမှာအစွမ်းထက်ဆုံးကငကားမဟုတ်ပါဘူးလူတိုင်းခေါ်တဲ့ဘက်တကောင်ပါပဲ FX ကနေ Marshall Soul ကိုဒုတိယအကြိမ်ဆင့်ခေါ်နိုင်တာကဒီကဘာမှာပဲရှိတာဖြစ်နိုင်မယ် Red လူတွေက YouTube ရဲ့တွက်ချက်နိုင်တဲ့ထူးချွန်မှုကိုနိုးထစေနိုင်ုံသာမကကဘာကြီးရဲ့ဘယ်သူနဲ့မှမတူတဲ့လျှို့ဝှက်ချက်တွေကိုလည်းကျွမ်းကျင်နိုင်တယ်လေပြီးတော့ Writer လူတွေကကြတော့စာရောက်ချင်းကဒါကိုနိုးထစေနိုင်ုံသာမက Webline ကရာမီကိုစီးနင်းပြီးကဘာကြီးကိုတိုက်ခိုက်လို့လည်းရတယ်ဗျ Red Reporter က Nerve Fitness ကိုနိုးထစေနိုင်ပြီးအဆုံးမရှိတဲ့မတည်နိုင်ခြင်းကိုရနိုင်မယ်ကျွန်တော်ရဲ့အရင်ဘဝက Red Horse က Bandman ရဲ့အဆုံးမရှိတဲ့ကုသနိုင်စွမ်းကိုနိုးထစေခဲ့ပေမဲ့တိုက်ခိုက်တဲ့နီလန်းမရှိတဲ့အတွက်ကိုချစ်တဲ့သူကိုကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိဘူးဗျနောက်ဆုံးမှာတော့ Low Level Poison လေးနဲ့အစိတ်တင်ပြီးဒေါက်တာကောင်ရဲ့တက်တာကိုခံလိုက်ရတယ်လေအခုတော့ကျွန်တော် Raiden Pro ကိုပြန်ပြီးမွေးဖွားလာခဲ့ပြီးဗျ2နာရီကြာမှာ Shen Heijing ရဲ့ show ရဲ့ပုံမြင်စာအုပ်တအုပ်ကိုကျွန်တော်ဝယ်ခဲ့တယ်ဗျ Marshall Soul War ရဲ့စွမ်းအားကိုရဖို့အတွက် Mink ရဲ့မွေးနေ့8ရက်မြောက်နေ့မှာ iShow နဲ့စာချုပ်ချုပ်ခဲ့တယ်ဗျ Tanguy Trade ပေါ်ပေါက်လာပြီးမှသာလူသားတွေကလှုပ်ဝက်ချက်တစ်ခုကိုမထင်မှတ်ပဲရှာတွေ့ခဲ့ကြတာပေါ့ဗျာ Mythic Creatures တွေနဲ့တွေးသစ္စာလုပ်လို့ရတယ်ဒုတိယ Marshall Soul ကိုလည်းခေါ်ယူလို့ရတယ်ပေါ့ဒဏ္ဍာရီတဲကအဖြစ်အများဆုံး Master တောင်မှ Chaotic World ထဲမှာနေရာတနေရာရဖို့လုံလောက်တယ်လေဒါကြောင့်ကျွန်တော်ဒါတွေအားလုံးကိုကြိုပြီးတော့လုပ်ခဲ့တာပေါ့ Chaotic World နဲ့တိုက်ခိုက်ဖို့အတွက် Ancient Beast တွေကိုချီနှောင်ထားခဲ့တာပေါ့ကျွန်တော်ဒါတွေအားလုံးပြီးစီးတဲ့အခါမှာထိတ်လန့်မှုတွေမရောက်ခင်3မိနစ်တောင်မပြည့်သေးဘူးကောင်းကင်တဖြည်းဖြည်းမိန်သွားတဲ့အခါ Marshall Soul နိုးထလာပြီးတော့ခစ်တစ်တစ်ခုရောက်လာပြီးကောင်းကင်ကနေအဆုံးမရှိတဲ့ Dragon Shadow တွေနဲ့ Unknown Beast Fire တွေပို့လွတ်တယ်ကျွန်တော်ရဲ့ soul ကကြောက်စရာကောင်းတယ်ဗျာ Marshall Soul ရဲ့အချက်လက်တွေကကဘာလုံးဆိုင်ရာလူသားတွေရဲ့အုံနောက်ထဲမှာတစ်ချိန်တည်းမှာပဲပေါ်လာတာပေါ့ဒါပေမဲ့မထင်မှတ်ပဲလူတွေကမကြောက်ကြပဲစိတ်လှုပ်ရှားနေကြတာပါငါက Fire ကိုခေါင်းလိုက်ရင် Half-Life Spirit Roka Mythical Beast White Tiger ဖြစ်ရမယ် Dog ကိုခေါင်းလိုက်ရင်တော့ Marshall Soul ကတာဖြစ်တဲ့ Chicken ကိုခေါင်းလိုက်ရင်လဲ Ancient Beast ကိုနိုးထစေနိုင်မယ်လို့မျှော်လင့်တယ်ဗျာဘယ်အချိန်မဆို Top Mythical Beast ကိုရနိုင်ပြီဆိုရင်အဲ့ဒါ Mythical Beast တွေနဲ့ပေါင်းပင်တွေပေါင်းဆက်ထားတာမဟုတ်ဘူးလားဗျာဒီလူရဲ့ကိုခန္ဓာကရွှေရောင်တွေတလက်လက်တောက်ပနေပြီးသူ့နောက်မှာအားကြီးတဲ့ငကားတစ်ကောင်လည်းရက်နေတယ်လို့သူပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ကိုခန္ဓာကလည်းညောင်စုံလင်းတွေနဲ့တလက်လက်တောက်ပနေပြီးတားရဲတွေအများကြီးကတကောင်ပြီးတကောင်ပေါ်လာကြတယ် Pyong K Pelty Calling Finger Golden Dragon Jiku Camping Jin Sun and Jin Chai Deping ပြီးတော့ Zenshi Tail စီရုပ်ရှင်တို့အပါဝင်ဒီကြီးကျယ်ခမ်းနားတဲ့တားရဲကိုကောင်ကနတ်ဖျားတွေအဖြစ်ပြောင်းလဲသွားပြီးကျွန်တော်ခန္ဓာကိုယ်တွေကိုပြဗံဝဲဝင်ရောက်လာကြတယ်ဒါတွေအားလုံးကကျွန်တော်သွေးနဲ့ချုပ်ဆိုထားတဲ့ရှေးခေတ်တားရဲတွေပါပဲဒီဘဝမှာတော့ကျွန်တော်ကရှေးခေတ်ကြီးကျယ်ခမ်းနားတဲ့တားရဲကိုကောင်ကိုပိုင်ဆိုင်ထားရုံသာမကဘဲမှာဖော်လူမျိုးအကန့်အသတ်မရှိကုသနိုင်တဲ့စွမ်းအားကိုလည်းပိုင်ဆိုင်ထားတာပေါ့ဒီစွမ်းအားတွေအပြည့်အဝနိုးထလာတာနဲ့အချိန်တွေကိုဖြတ်တန်းသွားလာနိုင်လိမ့်မယ်အဲ့ဒီအချိန်မှာပဲဖုန်းကရုတ်တရက်မြည်လာတယ်ဗျဇီယုနေကကျွန်တော်ကိုဖုန်းခေါ်တာပဲရှေ့ချင်းငါ Marshall Soul ကိုနိုးထလိုက်ပြီးမင်းကဘာကိုနိုးထလိုက်တာလဲကြကျွန်တော်ရဲ့စွမ်းအားတွေကိုအမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက်တားရဲရဲ့လှုပ်ဝက်ချက်ကိုဖုံးကွယ်ထားဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ဘန်းမှာ Marshall Soul ကိုပဲထုတ်ဖော်ပြလိုက်တယ်အဲ့ဒီတော့ကျွန်တော်ကပုံမှန်ကုသနိုင်တဲ့စွမ်းရည်ကိုနိုးထလိုက်တယ်လို့ပဲသူသိသွားတာပေါ့ဇီယုနေကလည်းချက်ချင်းပဲကျွန်တော်ကိုနှစ်သိမ့်ပေးတယ်အချင်းစိတ်မပူပါနဲ့အခုကစပြီးမင်းကိုငါကာကွယ်ပေးမယ်ဘသူကများမင်းကိုအနိုင်ကျင့်ရဲရင်သူ့ကိုငါမောင်းထုတ်ပစ်မယ်ဒီရင်းနှီးနေတဲ့စကားတွေကအရင်ဘဝရဲ့အစကိုပြန်အမှတ်ရစေပါတယ်လူဖီကငါ့ကိုကာကွယ်ဖို့အတွက်အချိန်ပေါင်းများစွာအသက်ကိုဆွန့်လွတ်ခဲ့ဘူးတယ်ငါက brand ပရာကဘာကြီးထဲမှာအကြာကြီးမြုပ်နှံခံထားရတာကြာပြီဒါပေမဲ့နှစ်ခွဲလောက်ကြာတော့ဇီယုန်ကတိုက်ခိုက်မှုကြောင့်အင်အားကြီးလူ၄ယောက်ရဲ့လက်ချက်နဲ့အသက်ခံခဲ့ရတယ်ဒီဘဝကိုပြန်ရှင်တန်ဖို့အတွက်ငါမင်းကိုကာကွယ်ပေးရမယ်ရှာနေအခုပဲငါအိမ်ကိုလာခဲ့ဝင်ရင်နဲ့ရှူနိုင်တို့ကငါကြောက်နေတယ်လို့ထင်ခဲ့ကြပြီးငါကိုသူကကာကွယ်ပေးစေချင်တယ်လို့ယူဆခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ငါကသူ့ကိုကာကွယ်နေခဲ့တာဘာလို့လဲဆိုတော့နောက်ရက်အနည်းငယ်အတွင်းမှာလူအများစုကကြင်ကြံဖို့အတွက် Spirit World ရဲ့တားမြစ်နယ်မြေကိုရှာဖွေဖို့မြို့ကနေထွက်ခွာကြတော့မှလေလူသားတွေရဲ့ဘုံရန်သူက Red and Yellow Beast ဖြစ်ပေမဲ့လည်းရန်သူတွေထဲမှာအကြောက်ဆုံးရာကလူသားတွေပဲနယ်မြေနဲ့ယာတုနေရာအတွက်တိုက်ခိုက်ဖို့သူတို့ဟာသူတို့အသက်ကိုယ်တောင်စွန့်စားပြီးတိုက်ခိုက်ကြတာဒါကြောင့်ကမ္ဘာတဝန်းမှာအင်အားစုတွေအများကြီးရှိနေတာပေါ့ပို့ပြီးတော့ကောင်းမွန်တဲ့အရင်းမြစ်တွေပုံမရရှိဖို့အတွက်သူတို့ကပြန်လည်စုစည်းဖို့ဆုံးဖြတ်ခဲ့ကြတယ်အရင်ဘဝတုန်းကငါ Spirit World မှာရှိခဲ့တာ Daily Game တုန်းကကျွန်တော်မှတိုက်ခိုက်နိုင်စွမ်းဘာမှမရှိတော့ဘယ်သူမှလည်းကျွန်တော်ကိုလက်ခံချင်ကြတာမဟုတ်ပါဘူးမြို့ဝင်ရဲ့အကြံပြုချက်သာမရှိခဲ့ရင် Gold Rank of the Soul Secret မှာဝင်ရောက်ပြီး Support Hero တယောက်ဖြစ်လာနိုင်မှာမဟုတ်တယ်လို့ New World ထဲမှာနှစ်ခွဲလောက်လဲအသက်ရှင်တန်နိုင်မှာမဟုတ်တော့ပါဘူးဒီအချိန်မှာတော့ကျွန်တော်ပါဇက်ကနည်းနည်းရနေပါတယ်ဘာလို့လဲဆိုတော့မြို့ဝင်ကကျောင်းမှာရှိတဲ့လူတိုင်းရဲ့လူချစ်လူခင်များတဲ့သူဖြစ်နေလို့ပဲလေတစ်ချိန်တည်းမှာပဲသူက Marshall Soul Midisa ကိုလည်းစင့်ခေါ်နိုင်ပြီးကိုယ်တိုင်ကလည်းအရန်ဆွမ်းထက်တာကြောင့်ကျွန်တော်က Ordinary Class ကိုနှိုးထတာကိုသူကမမုန်းပါဘူးအခုတော့ကျွန်တော်ပြန်လဲအသက်ဝင်လာပြီးကျေးဇူးကိုလည်းပြန်ဆက်ရမယ်လက်စားလဲချေရမယ်အစွမ်းထက်တဲ့သူတယောက်ဖြစ်လာတာနဲ့အမျှအရင်ကကျွန်တော်ကိုကူညီခဲ့တဲ့လူတွေနဲ့ပစ္စည်းတွေကိုကာကွယ်စောင့်ရှောက်ပေးရမှာပဲလေအဲ့ဒီနောက်မှာတော့ကျွန်တော်ရဲ့ရီးစားလေး Wrong စီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့အရင်ဘဝတုန်းကသူမရဲ့အပြုအမူတွေကတအားကိုဆိုးရွားခဲ့လို့ပါသူမက Happy Sheep တွေက Beautiful Sheep ကိုနှိုးထလာခဲ့ပေမဲ့ကျွန်တော်ရဲ့အစွမ်းတွေကအရန်ပြင်းထန်လာတာကိုသိပြီးတဲ့နောက်မှာတော့သူမရဲ့လှပမှုအပေါ်မိခိုးပြီးအစွမ်းထက်တဲ့သူတယောက်ရဲ့မျက်နှာသာပေးမှုကိုအောင်မြင်စွာရယူလိုက်ပါတော့တယ်မကြခင်မှာပဲကျွန်တော်ရဲ့ရီးစားလေး Wrong စီကိုရောက်လာခဲ့ပါတော့တယ်အငှားအိမ်မှာ Lee Wrong ကိုပြန်တွေ့ပြီးတဲ့
အခါရင်ထဲမှာမြုပ်ထားတဲ့ဝမ်းနဲ့ကြေကွဲစရာအမှတ်တရတွေကပြန်ပေါ်လာပြန်တယ်ဗျာ10ရက်ကြာရင်ငါတို့လမ်းခွဲကြမယ်နော်မင်းကအတုံးမကျတဲ့ကောင်ပဲအမိုက်မြင်းကြတဲ့ကောင်ပဲနိုးထနိုင်တာကိုမင်းမရဲ့ချင်ဘူးလားငါဆိုတခြားသူတွေရဲ့လှောင်ပြောင်ခံရမှာတော့ကြောက်တယ်လေငကားလေးလေးကိုကြည့်ပါဦးလားသူနိုးထလာတဲ့စုံ၅ခုကဘောလုံးငကားတစ်ကောင်တောင်ဖြစ်နေတာနော်မင်းရဲ့အစွမ်းကသူ့ခြေပွားအောက်ခံဖြစ်တောင်အရေးချင်းမရှိဘူးလေဆိုတာမျိုးတွေပေါ့ဒါပေမဲ့ဝေးကအရင်ကလှောင်ပြောင်စော်ကားခဲ့တာတွေကိုလက်စားချေဖို့အတွက်ကျွန်တော်ကတော့ Leron နဲ့အရင်ဆုံးလမ်းခွဲဖို့ကမ်းလှမ်းလိုက်တာပေါ့ Leron ရေငါတို့လမ်းခွဲရအောင်တော့ကျွန်တော်နိုးထလာတဲ့ Half-Life စုံ၅ခုကမြင်းကြတစ်ကောင်ပဲရှိတယ်လေ Leron ကတော့ဒီစကားကြတော့ချက်ချင်းကိုကြောင်ပြီးအံ့အားသင့်သွားတယ်ဗျာဘာဖြစ်လို့လဲဆိုတော့သူ့မျက်စိထဲမှာကျွန်တော်ကအမြဲတမ်းမျက်နှာချိုသွေးနေတဲ့ကောင်တယောက်လိုပဲလေအကယ်၍တယောက်ယောက်ကိုဖျက်မယ်ဆိုရင်တော့သူကကျွန်တော်ကိုဖျက်တင်တာလေနော်ကလေးဆန်ဆန်လုပ်နေတာကိုမြင်တော့တကယ်ယုံနေဗျာ Leron ငါဒီလောက်တောင်ပြောပြီးပြီကိုမင်းကကိုယုံစရာတွေလာမလို့စမ်းပါနဲ့မင်းကလေးနဲ့တခုခုရှိတယ်လို့ထင်နေတာလားငါမသိဘူးထင်နေတာလားနောက်တစ်ခဏမှပဲ Leron မျက်လုံးတွေပြူးသွားတယ်သူဒီလောက်လှုပ်ဝက်ထားတာကိုဘလို့များပေါ်သွားတာလဲဆိုတာသူနားမလဲတော့ဘူးဒါပေမဲ့ဒါတွေကအရေးမကြီးတော့ဘူးဘာလို့လဲဆိုတော့ငါကသူ့ကြောင့်တက်တုံကသူ့အတွက်ရေရှည်ထမင်းဖိုးပေးခဲ့ရတဲ့သူပဲလေမင်းသိပြီးပြီဆိုတော့မင်းကနဲ့ဆက်တွဲဖို့ထိုက်တန်သေးတယ်လို့ထင်နေတာလားသူစကားမဆုံးခင်မှာပဲငါလက်သီးနဲ့နယံကိုထိုးချလိုက်တယ်ငါနောက်ကနယံကြီးကလည်းချက်ချင်းဆိုသလိုပဲကြွေပြီးပြိုကျသွားတော့တာပဲ Leron ကငြိမ်ငြိမ်လေးရက်နေတယ်ငါမပြောရသေးတာကဒီနေ့မင်းနဲ့လမ်းခွဲတာအပြင်မင်းကကို Wiley စီခေါ်သွားရမယ်မဟုတ်ရင်ဒီနေရာကမင်းရဲ့အတူပနေရာဖြစ်သွားလိမ့်မယ်ငါလောက်တာတွေက Leron ကိုကြောက်သွားစေခဲ့ပေမဲ့သူကတော့ငါခေါင်းကတန်ချေးတက်နေပြီလို့ပဲထင်နေခဲ့တယ်ငါကိုလည်းသူရေးစားအစ်စ်လေးလာကတင်ငန်းစာပေးဖို့အချိန်ကောင်းပဲလို့လည်းထင်နေတယ်ဘာပဲဖြစ်ဖြစ်သူကတန်မာတဲ့ basketball ကစားသမားတစ်ယောက်ပဲလေအဲ့ဒီနောက် Leron ဖုန်းခေါ်ပြီးငါကိုကြီးမားတဲ့ bill တစ်ခုကိုခေါ်သွားတယ်တစ်ချိန်တည်းမှာပဲ Lily ကလည်းအကြာကြီးစောင့်နေခဲ့တာဒီအချိန်မှာသူ့မျက်နှာကဒေါသတွေနဲ့ပြည့်နေတယ်ပြီးတော့သူငါပခုံးပေါ်လက်တင်ပြီးကောင်းလေးမင်းငါကိုရှာနေတယ်လို့ကြားတယ်နော်လို့ပြောလိုက်တယ်